ချိန်တန်လုံးတို့ဘဝလေးဟာညော်ရွယ်လိုလွင်ပါသွားတော့မယ်လာရခဲ့လမ်းရှိသလုံးအပြန်ဆိုတာတို့အတွက်ဆောင်ကြပြီးမလွန်ဆန်နိုင်အိုချင်းတရားနဲ့မလွန်ဆန်နိုင်တီးချင်းတရားနောက်ဧကနမန်မလွတ်တန်သွေးမဲကြုံအော်လူဘဝလေးရဲ့အချိန်ပြိုတော့နဲ့တွေ့ဆုံခွဲတဲ့ပွင့်ချိန်တန်ပွင့်ခဲ့ပြီးညိုချိန်တန်ညိုရရှာမေတို့ဘဝလေးရဲ့အချိန်သူတို့နဲ့တွေ့ဆုံခွဲတဲ့ဆန်လက်တွေပြတ်မကွေတေးခင်ကွေးလက်တွေပြတ်မဆန်တေးခင်နောက်ဆုံးတော့လူဘဝနေဝင်နောက်ဆုံးချိန်အော်လောကဒဏ်တရားရဲ့ဘယ်ရာကိုမှပြက်ချိန်တန်ပါမတန်နိုင်သွားချိန်တန်ပါနဲ့မတန်နိုင်တဘာဝရဲ့နောက်တော့ခေါ်ရကိုသွားမယ်